ဖခင်ရဲ့နိယာမကလောကရဲ့နိယာမနဲ့ပြောင်းတယ်လောကရဲ့နိယာမကဘသူမှမပေးနဲ့ကြိတ်ပြီးစုထားတိုးပွားလိုက်ဖခင်ရဲ့နိယာမကအဲ့လိုမဟုတ်ဘူးပေးကမ်းလိုက်တိုးပွားလိုက်မယ်ဟာလေလုယာပေးလို့ချမ်းသာစေမယ်မုံငါးလုံးနဲ့ငါးနှကောင်ကိုချိုးဖဲလေးပေးကမ်းလေးလက်လွှဲပေးလိုက်လေးတိုးပွားလေးပဲတဏှာမှာဒါအဲ့ဒါငါအတွက်ဆိုပြီးယူထားကြည့်အဲ့ဒီတိုးပွားကြနောက်ထပ်ဘေးနားမှာရှိတဲ့သူတွေစီမရောက်တော့ဘူးကိုကနေပြန်ပြီးအဲ့ဒီရောက်ကိုပြန်လက်ဆင့်ကမ်းပေးလိုက်တဲ့ချိန်မှာထပ်ပြီးတော့မှတခြားသူရဲ့လက်ထဲကိုကိုယ့်လက်ထဲကရှိတဲ့ရောက်ပေးလိုက်တဲ့ချိန်မှာဟိုဘက်ကတစ်ခုကကိုယ့်လက်ထဲကိုရောက်လာတယ်အားလုံးကဝါစွာစားရတဲ့ပြင်12တောင်းပို့ရှာတော့ခွင့်ကိုဘုရားခင်မုံငါးလုံးနဲ့ငါးနှကောင်ကိုပြင်ဆင်ပေးတယ်။ဘာနိယာမအားဖြင့်လဲပေးကမ်းခြင်းနိယာမအားဖြင့်တိုးပွားစေတော့ဘုရားခင်ဖြစ်တဲ့ကြောင့်သင်သည်ယုံကြည်သူမှန်ရင်ပေးကမ်းရတော့သူဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့ကိုးကွယ်တော့ဘုရားသည်ပေးကမ်းတတ်တော့ဘုရားခင်ဖြစ်ပါတယ်။ကက်စီမနေဘူးဘုရားကပေးတတ်တော့ဘုရားခင်ဖြစ်တယ်။သင်တို့စားစရာကိုပေးတယ်နေစရာကိုပေးတယ်အလောက်ကန်ကိုပေးတယ်ကျမ်းမာခြင်းကိုပေးတယ်ပေးရင်ဘလောက်တောင်ပေးတဲ့သူရဲ့အချစ်ဆုံးသောတပါးဒီတော့သားတော်ကိုတော်မှသင်တို့ပေးတာအဲ့လောက်ထိရရောတဲ့ဖခင်ကိုသင်ညာထားပြီးမှသင်သည်ကက်စီနဲနေလို့မရဘူးသင်သည်ပေးကမ်းမှသူဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီနေရာမှာစကားလုံးတစ်ခုတွေ့ရတယ်စုဆောင်းတဲ့အချိန်မှာအထောက်မတန်ဆိုတဲ့စကားလေးဖခင်ရဲ့နေရာမှာထဲမှာစုဆောင်းခြင်းကြောင်းဆိုတာပါတယ်ခဏနေကြကျွန်တော်အဲ့ဒီချက်ကိုပြောမယ်အဲ့တော့ဒီနေရာမှာပြောတဲ့စကားလုံးလေးကအထောက်မတန်ဆိုတာကလောဘနဲ့ဘာတစ်ခုကိုမှပြီးခံဖို့စိတ်ဝင်စားပဲနဲ့ငါအတွက်ငါမိသားစုအတွက်ငါသားသမီးအနာဂတ်အတွက်ငါသားသမီးရဲ့ကျူရှင်ကအတွက်ငါတို့အိမ်ဝယ်ဖို့ငါတို့ကားဝယ်ဖို့အတွက်ငါတို့ရဲ့နောက်ထပ်လုပ်ငန်းတိုးချဲ့ဖို့အတွက်ဆိုစုပြီးအထောက်မတန်လောဘနဲ့စုတယ်ဆိုရင်ဘုရားခင်မုန်းတယ်ဘုရားခင်မကြိုက်ဘူးဣသရေလနိုင်ငံမှာနှစ်နေရာရှိတယ်တစ်ခုကဂါလိလဲအိုင်နဲ့နောက်တစ်ခုကပင်လယ်သေးဖြစ်တယ်နှစ်ခုကလမ်းကြောင်းတစ်ခုတည်းဒါပေမဲ့ပုံစံကွဲပြားတယ်ပင်လေတီတွေကမှဘယ်တော်မှမနေနိုင်လောက်အောင်စားငံရည်အရင်ပြင်းထန်ပြီးတော့ဘယ်တော်မှအသက်ရှင်လို့မရဘူးဒါပေမဲ့ဂါလိလဲအိုင်ကတော့တော်ရီမြောက်များဆိုတာငါးတွေမြောက်များဆိုတာအသက်ရှင်ပြီးတော့ကြွယ်ဝချမ်းသာပြီးအဲ့ဘေးနားမှာလူတွေမြောက်များဆိုတာကနေထိုင်ကြပြီးအဲ့ဒီဂါလိလဲအိုင်အားဖြင့်ကောင်းကြီးခံစားရတယ်ဘာကြောင့်လဲလို့ကြည့်ရင်ဂါလိလဲအိုင်ဒီစီးဝင်တော့မြစ်ရှိတယ်လို့ပြန်လဲစီးထွက်တဲ့ယော်ဒန်မြစ်ရှိတယ်ဟာလေလုယာအစင်မြဲစီးဝင်ပြီးအစင်မြဲပြန်ထွက်နေတဲ့အတွက်ကြောင့်မြင့်ရေကအိုင်ရေကကြည်လင်လန်းဆန်းလက်ဆက်ပြီးတော့မှတရားတွေကအဲ့နေရာမှာတိုးပွားများပြားတယ်။သင်ရဲ့အသက်တာထဲမှာတိုးပွားများပြားခြင်းရှိနေတယ်ဆိုရင်ပြန်လဲစီးထွက်ခြင်းဆိုတဲ့မြစ်တစ်ခုကိုဖွင့်ဖို့လဲအဲ့ဒါယော်ဒန်မြစ်ဖြစ်တယ်။အဲ့တော့ဂါလိလဲအိုင်ကယော်ဒန်မြစ်အဖြစ်စီးထွက်လာပြီမဲ့ပင်လေတီကတော့ယော်ဒန်မြစ်ကစီးဆင်းလာသမျှအားလုံးကိုလက်ခံတယ်။ဒါပေမဲ့သူ့မှာပြန်စီးထွက်တဲ့အရာမရှိတဲ့အခါမှာပင်လေတီထဲမှာဘယ်တော်ကမှအသက်ရှင်လို့မရတဲ့ဒီစားငံအိုင်ဖြစ်တယ်။ဟောညီကောင်မောင်တို့မှာတင်းတက်တာမှာဝင်လာသမျှအားလုံးကိုငါတွက်လို့စုဆောင်းတဲ့အရာဒီတင့်မိသားစုတာ၍ဆုံးရှုံးစရာအကြောင်းဖြစ်လိမ့်မယ်။အဲ့တော့ဒီနေ့ principle ရတင်ဒီပေးကမ်းခြင်းဆိုတဲ့မြစ်ရေကိုပြန်လဲစီးထွက်ရမယ်။ hallelujah ။အဲ့လိုပေးကမ်းလိုက်တဲ့ခါမှာအနေမထိုင်တော့ဘဲနဲ့ကောင်းကြီးအမြဲတမ်းလက်ဆက်နေတယ်။ amen hallelujah ။ပေးကမ်းမှာများပေးကမ်းမှာပေးကမ်းခြင်းကယော်နေခြင်းမဟုတ်ပေးကမ်းခြင်းကတိုးပွားခြင်းဖြစ်တယ်။ပြောပါအောင်ပေးကမ်းခြင်းကယော်နေခြင်းမဟုတ်ဘူး။ပေးကမ်းခြင်းကတိုးပွားခြင်းဖြစ်တယ်အာမင်ပေးကမ်းနိုင်တော်သူများဖြုတ်ဖျားရှင်ထူကောင်းကြည့်ပေးပါစေ